ဒီနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာတိုင်းပြည်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအများစုနေထိုင်တဲ့နိုင်ငံမင်းတို့လွတ်လပ်စွာဟောပြောစည်းရုံးပိုင်ခွင့်ရထားတာတောင်မှအင်မတန်လွန်လှပြီဒါကူမှထပ်ပြီးတော့မှပုတ်ခတ်တာအာပေါင်အာရင်းနဲ့ကတော့လွန်သွားပြီအဲ့တော့ဒီလိုဖြစ်စဉ်ဖြစ်ရမျိုးတွေစော်ကားတာတွေကိုနိုင်ငံတော်အနေနဲ့လည်းလက်ပိုက်မကြည့်သင့်ဘူးဒီလိုပဲတယောက်စော်ကားလို့ရရင်နောက်တစ်ယောက်ထပ်စော်ကားမယ်နောက်တစ်ယောက်ထပ်စော်ကားမယ်ဒီလိုနဲ့ပဲကျမတို့ဘာသာဟာလူချီနင်းဘက်လူကဲရက်ဘက်လူတွေရဲ့အနှိမ်ခံတတ်တတ်ဖက်ကိုယ်နိုင်ငံထဲမှာကိုနေပြီးတော့မှစော်ကားခံနေရတယ်မင်းတို့ကမျက်စွာပြမဖန်ဆင်းပေးဘူးနှလုံးကွဲကြည့်ပြီးတော့မှအခုသူဒီကိုတက်ဝင်ယုံကြည်လိုက်တာဒါရင်ရတယ်ဟေးဒိုဖျားကငွေနဲ့စီးအောင်ပြီးတော့မှသူ့ကိုကိုးကွယ်ပါလို့ပြောတဲ့ဖျားမဟုတ်ဘူးငါ့ကိုကိုးကွယ်ရင်ဆံပေးမယ်လို့ပြောတဲ့ဖျားမဟုတ်ဘူးငါ့ကိုကိုးကွယ်ရင်ပတ်စံထောက်ပံ့မယ်လို့ပြောတဲ့ဖျားမဟုတ်ဘူးဒိုဖျားကကောင်းတဲ့လမ်းကိုပဲညွှန်ပြတဲ့ဖျားအဆုံးသက်တရားကိုနေရအပမာဒေးနာတမ္မာဒေးထပြောထားပြီးသားကိုဟာကိုမမေ့မလျော့တဲ့အတိတတိနဲ့နေထိုင်ညာမှာခဲ့ပြီးသားကိုလုံမှကိုရမယ်ကိုကျင့်ကြံမှကိုရမယ်လုံပုံလုံနီးကိုပဲညွန်ပြတာမင်းကိုယ်တိုင်လုံးမှမင်းကိုယ်တိုင်ရမှာအဲ့တော့ကျမပြောချင်တာကမစော်ကားပါနဲ့မယုံကြည်လို့ရတယ်စော်ကားလို့တော့မရဘူးမင်းလိုချင်တာမပေးဘူးမင်းငတ်နေလို့ဆံမပေးရအောင်ဆံပေးပါမယ်လို့ဖခင်ကမပြောထားဘူးမင်းလိုချင်တဲ့ပတ်စံမပေးရအောင်ဖခင်ကငါ့ကိုကိုးကွယ်ပတ်စံပေးပါမယ်လို့မပြောထားဘူးမင်းတောင်းမှန်ပါဗုဒ္ဓဘာသာဝင်နေအဲ့တော့သက်ဆိုင်ရာသာသနာရေးဝင်ကြီးဌာနများလည်းမျက်စိမပိတ်ထားပါနဲ့နားမပိတ်ထားပါနဲ့လွန်အားကြီးပါတယ်ဒါကတော့